သူကိုမှအားကိုးလို့ရမှာမဟုတ်ဘူးမြတ်စွာဘုရားဟောတဲ့အတိုင်းအတ္တဟိအတ္တနောနာထောမိမိဒီသားလည်းမိမိရဲ့ကိုယ်ခွင့်ရလို့ဆိုတာကိုလိုရမဲ့အလုပ်ကိုပဲလုပ်အောင်မိဘတို့ဆရာသမားတို့ဆိုတာသွန်သင်ပြတာဆန်းဒီလမ်းညွှန်မှုပြုတာများတာတတ်နိုင်တာဖြစ်တယ်ဒီတဲ့ပို့ပြီးတော့မတတ်နိုင်မြတ်စွာဘုရားဆိုတာလေကိုယ်ွယ်ကြတဲ့ဘာသာတရားဆိုတာတွေလေသွန်သင်ပြတာဆုံးမဩဝါဒပေးခြင်းသာလုပ်နိုင်တာဖြစ်တယ်ပေါ့လူတိုင်းဟာဆုံးမဩဝါဒအတိုင်းကိုယ်တိုင်လိုက်နာကျင့်သုံးမှကောင်းကျိုးချမ်းသာဆိုတာရမှာဖြစ်တယ်အဲ့ဒီအတိလေးဟာအမတ္တမတန်ဖိုးရှိတယ်တခြားလုံးလူတွေဟာအာကိုယုံကြည်မှုတွေနဲ့ကိုယ့်အကိုလုံးရမဲ့အနေထားတွေကိုမေးလျော့ပြီးတော့ကိုယ်သိဉာဏ်နဲ့ကိုယ့်ရဲ့ဆန္ဒကိုယ့်ရဲ့လုံလဝိရိယကိုယ့်ရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုကိုယ့်ရဲ့အသိဉာဏ်အခြေခံပြီးတော့အလုံးလုံးလို့ရှိရင်ကိုယ့်ဘဝကိုကြီးပွားတိုးတက်အောင်လုပ်နိုင်တယ်ဆိုတဲ့အသိရရှိဖို့ဆိုတာအမတ္တမအရေးကြီးတယ်မြတ်စွာဘုရားကအတ္တဟိအတ္တနောနာထောကောဟိနာထောပရောတိယမိမိဒီသားလည်းမိမိရဲ့ကိုယ်ဝေယတခြားလူဟာကိုယ်ဝေယဘယ်ဖြစ်နိုင်ပါမလဲဆိုတာကိုတဖွာဖွာဟောကြားပေးမယ်လို့အကိုယုံကြည်စိတ်တွေနဲ့လူတွေဟာနေထိုင်နေကြတာဖြစ်ကြမကြမ်းမမာလို့ယောဂဝိရဏဖြစ်လို့ရှိရင်သမားတော်တွေကယောဂကုပေးတယ်ဆိုတာဘာယောဂဆိုတာပြောပြလိုက်မယ်ဒီယောဂကိုသိတောင်းရမယ်ဆိုတာပြောလိုက်မယ်မတည့်တဲ့အစာတည့်တဲ့အစာလမ်းညွှန်မှုပေးရကြံတဲ့အလုပ်တွေလူ့ဘဝကိုယ်တိုင်လုပ်ရမယ့်ဟာတွေကြီးပဲကောတောင်းရမယ်စေတောက်ဖို့ရှောင်ရမယ်ဆောင်စားကိုရှောင်ဖို့စားရမယ်အစားစားကိုစားဖို့အနေထိုင်ရာသီဥတုကစဆင်းရဲနေတတ်မှကိုကျမရေးဆိုရတာဖြစ်သို့တော်လူတွေကထင်ကြတယ်ဆရာဝန်ကယောဂပြောက်အောင်ကုတယ်ဆေးသမားကရောက်အောင်ပြုကုတယ်လို့ပြောကြတကယ်ကတော့ဆေးဆရာဆိုတာဆေးပဲညွှန်တာပဲလေကိုယ်တိုင်တောက်မှပြောင်းအဲ့ဒီတိုင်းပဲဘုရားကိုကိုးကွယ်ကြတယ်တရားကိုကိုးကွယ်တယ်သံဃာကိုကိုးကွယ်တယ်ယရဏသုံးပါးကိုကိုးကွယ်တယ်ဆိုတဲ့နေရာမှာဘာရည်ရွယ်ချက်နဲ့ကိုးကွယ်တာလဲဘုရားကကိုယ်တန်တရားဝကတော့အောင်ကဲတင်တယ်လို့ယူဆပြီးကိုးကွယ်တာလားကိုယ်ဘဝချမ်းသာဒုက္ခရအောင်တကိုယ်တော်နဲ့မားတယ်လို့ယူဆလို့ကိုးကွယ်တာလားအဲ့ဒီအတွေးတွေနဲ့ကိုးကွယ်လို့ရှိရင်မမှန်ကန်ဘူးဘုရားလာပါကုလခြင်းဝေးဆိုတဲ့လက်လက်ပါလူချင်းလို့ကိုးကွယ်ရင်ကိုးကွယ်ရတော့မရောက်ဘူးဆိုလိုရင်းကဘုရားဘာကြောင့်ကိုးကွယ်တော့ဆိုလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုမမှန်ကန်ကန်လမ်းညွှန်ပြတာဆိုဆုံးမတတ်အဲ့ဒီအဆုံးအမတွေရဖို့ကိုးကွယ်တာလို့ဒီလိုနားလဲရမှာဖြစ်နော်ဘုရားကိုးကွယ်တာဟာဘုရားရဲ့အဆုံးအမလိုက်နာဖို့ဘုရားကိုကိုးကွယ်ခြင်းအဖြစ်ဘုရားစီကအဆုံးအမတရားတော်တွေရလိမ့်မယ်အဲ့ဒီအဆုံးအမတိုင်းကိုယ်တိုင်နေထိုင်ရမယ်ဆိုတာဆရာဝန်စီသွားတယ်မားတော်စီသွားတယ်ဘာလို့သွားတာလို့ဘာယောဂဆိုတာသိချင်တယ်ဒီယောဂဘာနဲ့ပြောင်းအောင်ကုနိုင်တယ်ဆိုတာသိချင်တယ်ဒီအတွက်သွားတယ်သူကလည်းဆေးပဲပေးမှာပဲအုံဖမှန်းပြီးတော့ယောဂပြောင်းအောင်လုပ်နိုင်တာမဟုတ်ဘူးဆေးကပဲယောဂကိုကုတာဖြစ်တယ်ထို့တူပဲမြတ်စွာဘုရားကတန်တရားဝကလွတ်အောင်လုပ်မပေးနိုင်ဘုရားကပေးမှာတော့ဆိုတရားပဲပေးနော်ဒါကြောင့်ဘုရားစီကတရားရအဲ့ဒီရလာတဲ့တရားဟာဘာနဲ့တူတော့ဆိုစေဝဒသနဲ့သာသရံတူအဲ့ဒီတရားကိုကိုယ်တိုင်ကျင့်ရမှာဖြစ်တယ်
အခုလိုတရားပွဲလုပ်တယ်ဆိုတာဘုရားဘာတွေဟောသွားတယ်ဘာတွေဆုံးမတယ်ဆိုတာသိရှိဖို့အတွက်နာယူမှတ်သားပြီးယင်းနဲ့နှလုံးထဲမှာဆောင်းထားလို့အသိဉာဏ်နဲ့ဆင်ញင်စဉ်းစားကကိုယ်ကိုယ်တိုင်လိုက်နာကျင့်သုံးမှဓမ္မရတ္တဆိုတာပေါ်လွင်လာမှာဖြစ်တယ်အဲ့ဒါလို့မဟုတ်ဘူးနာပြီးမေးပြောင်းကျင့်ကြံကြိုးကိုအထောက်မှုဆိုတဲ့အဆင့်ကိုမရောက်ဘူးဆိုလို့ရှိရင်ကြားနာရင်ကြားနာတဲ့အခိုက်ကလေးလောက်ပဲဒီလိုပါလားဆိုတဲ့အသိလေးလောက်ပဲသိပြီးတော့ထုံးစံအတိုင်းဆက်ပြီးတော့နေမယ်ဆိုရင်ဘာအကျိုးမှထူမှာမထူနိုင်ဘူးเนาะတရားတိုင်းလိုက်နာကျင့်သုံးနိုင်မှအကျိုးဆိုတာရမှာဖြစ်တယ်ဆေးတောက်မှဆေးရဲ့အကျိုးခံစားရအဲ့ဒါလိုပဲမြတ်စွာဘုရားကတရားကိုညွှန်လိုက်တယ်ညွှန်လိုက်တဲ့တရားကိုကိုယ်တိုင်လိုက်နာကျင့်သုံးတရားဆိုတဲ့နေရာမှာရှောင်ရမှနဲ့ဆောင်ရမှလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာနှစ်ခုခွဲပြီးတော့ဟောမှာဒါကရှင်းရှင်းလေးပဲလူကြီးလှုပ်တဲ့ပုဂ္ဂိုလ်တွေဆရာမိဘလှုပ်တဲ့ပုဂ္ဂိုလ်တွေကဆရာတွေကကိုယ်တပည့်တွေမိဘတွေကသားသမီးတွေကိုဆွဆုံးမတဲ့အခါမှာဒါမလုံးနဲ့ဒါလှုပ်ဒါပဲပြောတာပဲမဟုတ်လားအနှစ်ချုပ်လိုက်လို့ရှိရင်မင်းတရားမလုံးနဲ့ဒါလှုပ်ဒီစကားမပြောနဲ့ဟိုစကားပြောမလှုပ်တဲ့နာနဲ့လှုပ်တဲ့နာဒီတစ်ခုခွဲခြားဟောတာဖြစ်တယ်အဲ့တော့တပည့်နဲ့သာသမီလှုပ်တဲ့ပုဂ္ဂိုလ်ကမလှုပ်တဲ့နာကိုရှောင်မှလှုပ်တဲ့နာလှုပ်မှကောင်းကျိုးချမ်းသာရမှာဖြစ်တယ်အဲ့ဒီသဘောတိုင်းပဲရသော်ဘုရားကနိဗ္ဗာန်ရောက်ကြောင်းတရားဟောတယ်။တန်တရားထဲမှာချမ်းသာဒုက္ခရကြောင်းတရားဟောတယ်။တရားကိုပဲမြတ်စွာဘုရားကပေးလိုက်တာ။ပေးလိုက်တဲ့တရားကိုကိုကပေးလိုက်တဲ့ဆေးကိုဖြာအောက်ကောင်းအောက်ထားပြီးဆေးမတော့ဘူးဆိုယောဂမပြောက်တဲ့လူနာလိုပဲ။တရားဓမ္မကိုမကျင့်ဘူးမလုံးမသွင်းဘူးဆိုတဲ့အခါဘာမှထူးခြားတဲ့အသည့်တွေရလာမှာမဟုတ်ဘူးတဘဝကုန်းသွားအောင်မှာပဲဒီတိုက်ပဲเนาะကုန်းသွားရင်ဒီဘဝလေးမှာသိတဲ့အသည့်လေးကပျောက်သွားအောင်မှာပဲနောက်ဘဝဆိုတာပါဖို့မရှိဘာလို့တော့ဆိုရင်လူဆိုတာပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုကိုခံရတယ်ကိုယ်ပတ်ဝန်းကျင်ကဖရာတရားတန်ခါထွန်းကားတဲ့ပတ်ဝန်းကျင်ကြားနာခွင့်ရတဲ့ပတ်ဝန်းကျင်ဆိုလို့ရှိရင်ဖရာတရားတန်ခါကြားနာခွင့်ရမှာအဲ့ဒါလို့ဖရာတရားတန်ခါရဏသုံးပါးနဲ့ဝေးတဲ့ပတ်ဝန်းကျင်ဆိုလို့ရှိရင်ကိုယ်လည်းအဲ့ဒီအတိုင်းဝိုင်းနဲ့ရောက်သွားမှာပဲမထူးဆန်းဘူးအဲ့ဒါကို24ပစ္စည်းထဲမှာဥပနိဒေယပစ္စယောလို့ခေါ်တယ်ဘယ်သူမှပတ်ဝန်းကျင်ကိုတော်လှန်ပြီးတော့တူတယောက်တည်းထွက်ပေါက်နိုင်တယ်ဆိုတာအတော့ကိုပါရမီရင့်တန်ပြီးအသိဉာဏ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေလောက်ပဲဖြစ်တယ်။ကျန်တဲ့ပုဂ္ဂိုလ်တွေကဒီပတ်ဝန်းကျင်အောက်မှာပဲမျောသွားကြတာပဲဖြစ်တယ်။ဒါကြောင့်မို့အခုလိုအသိရှိတဲ့ဘဝမှာခိုင်မာအောင်လိုက်နာကျင့်သုံးဖို့လိုတယ်။ဘုရားကတရားပေးတယ်။အဲ့ဒီတရားတွေကိုမပြောက်မပြတ်ရအောင်ကိုယ်တိုင်လည်းကျင့်ကြံကြိုးကိုအထောက်တယ်။ပတ်ဝန်းကျင်ကိုလည်းပဲသိရှိနားလည်အောင်ဟောပြောပေးတယ်။မြတ်စွာဘုရားဟောသမျှတရားတွေကိုဆောင်ထားပြီးတော့ဖြန့်ဖြူးဟောကြားနေတဲ့တန်ဃာတွေဆိုတဲ့ကိုယ်ဝယ်ရတယ်ဆိုတာတန်ဃာတွေစီကတရားကိုသိရလို့ကျေးဇူးတင်တဲ့အနေနဲ့ကိုယ်ဝယ်တာပေါ့ဒီနည်းအားဖြင့်ဆိုရင်ကုသိုလ်ကောင်းမှုပြုခြင်းတန်ဃာတွေရှိသည့်အတွက်ကြောင့်တန်ဃာတွေမှာကုသိုလ်ကောင်းမှုပြုလို့ရတယ်ပေါ့တန်ဃာမရှိတော့ဘူးဆိုရင်သရောင်းစားပဲလှူဖို့ရှိတယ်နော်လမ်းပေါ်ကလှူပဲလှူရမှာဖြစ်တယ်အင်္ဂုရဆိုတဲ့လူတယောက်ဟာမင်းသားလည်းမင်းသားစီးပွားဥစ္စာလုပ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်သူ့လက်ထက်မှာသာသနာထွန်းကားတဲ့အချိန်မဟုတ်သည့်အတွက်ကြောင့်သူရှာလို့ခွေလို့ရတဲ့ပစ္စည်းတွေကိုစေရနာထက်ထက်တန်တန်နဲ့သူလှူတယ်ထမေချောင်းစီလောက်အောင်နေ့စဉ်နဲ့အများချက်ပြုတ်ကျွေးမွေးပြီးတော့လှူဒန်းတာနာရဝိတထေကြီးတို့လိုပေါ့
နာရဝိန္ဒတိဟာငယ်နာမည်ကသုတ္တတလို့ခေါ်တယ်သို့တော့သူ့ရဲ့စိတ်စေရနာကဘုရားဘာသာမဖြစ်ခင်ကတည်းကလှမှုတမ်းမှုတွေရရောအရာထဲမှာစားရမဲ့တောက်ရမဲ့ပုဂ္ဂိုလ်တွေကိုလှူလို့သူ့ကိုသုတ္တတဆိုတဲ့ငယ်နာမည်ပြောက်ပြီးအနာထပိဏိကလို့ခေါ်လာတာဖြစ်တယ်နော်ကိုယ်ကိုရမဲ့တဲ့ပုဂ္ဂိုလ်ရဲ့ထမင်းရှင်အနေနဲ့သူ့ကိုအများကသမုတ်လာအဲဒါကြောင့်အနာထပိဏိကလားနာတပိန်လို့ဗမာတွေကတော့ခေါ်နေကြတာပိန်ဆိုတာပိဏိကစကားလုံးကပိဏ္ဍစာအာဟာရကိုပေးတယ်ပိဏိကပိဏ္ဍဆိုတာစာအာဟာရနောက်ကဣကပေးတယ်ဆိုအဓိပ္ပာယ်နဲ့ဒီလိုစကားလုံးတစ်ခုတီးထွင်ထားအဲ့တော့တန်ဃာတွေမရှိဘူးဆိုလို့ရှိရင်စားရမဲ့တောက်ရမဲ့ကိုရမဲတဲ့ပုဂ္ဂိုလ်တွေကိုကြွေးရအင်္ဂုရဆိုတာ12နှစ်ကြာအောင်အလှကြီးပေးလာခဲ့အလှကအကျိုးမပေးဘူးမဟုတ်ပေးတယ်အကျိုးပေးတယ်သို့တော့မြေညံ့ပေါ်မှာစိုက်ရတဲ့တီးနှံလေးလိုပဲအသီးကျတာနဲတယ်မြေမကောင်းဘူးဆိုလို့ရှိရင်ဥပမာပဲမြေဩဇာကောင်းတဲ့နေရာကိုတရက်ပင်တစ်ပင်စိုက်လိုက်လို့ရှိရင်တစ်ပင်လုံးကိုညွတ်နေအောင်တီးတယ်နော်မြေကောင်းပြီရေကောင်းပြီဆိုရင်အသီးတွေအများကြီးတီးတယ်မြေမကောင်းဘူးဆိုရင်ဟိုနာတစ်လုံးစားနှလုံးစားပဲတီးတရက်ပင်ဟာအသီးဖတ်တယ်အဲ့ဒါလိုပဲအင်္ဂုရဆိုတဲ့မင်းသားဟာလှူကြီးလှူလိုက်တာ12နှစ်ကြာသူစီလာစားတဲ့ပုဂ္ဂိုလ်တွေကကိုကျင့်သီလမရှိတဲ့လမ်းမောလူတွေဆိုဒီကုသကောင်းမှုကြောင့်သူနတ်ပြည်တော်ဖြစ်ပါရဲ့သို့တော့သူ့ရဲ့နတ်ဘဝဟာအရှိန်အဝါမကြီးဘူးလူထဲမှာလည်းပဲအရက်ထဲမှာလေအရက်ထဲမှာတာမန်လူတယောက်ဘယ်သူမှလေးစားမှမဟုတ်ဘူးလူတယောက်အနေနဲ့ပဲဆက်ဆံကြတယ်လူချင်းတူရမယ်လို့အရက်ထဲမှာမတူတချို့ပုဂ္ဂိုလ်ကြတော့အရက်ထဲမှာလေးစားကြတယ်လူဟောရှိုသေးကြတယ်လေးစားကြတယ်စီစဉ်ဥစ္စာကြောင့်ဖြစ်စေရာထူးဂုဏ်သိမ်းကြောင့်ပဲဖြစ်စေတခုခုကြောင့်လေးစားကြတယ်နတ်ထဲမှာလည်းပဲကုသိုလ်ကောင်းမှုရဲ့အရှိန်ဝါကြောင့်အရှိန်ဝါကောင်းတဲ့နတ်တွေရှိတယ်ကိုလို့တဲ့ကုသိုလ်ကောင်းမှုကညံ့သည့်အတွက်ကြောင့်အရှိန်ဝါညံ့တဲ့နတ်တော်နတ်ချင်းတူတူပဲပေါ့သို့တော့သူဟာတာမန်နတ်မြတ်ဖြစ်သွားအိန္ဒကဆိုတဲ့လူတယောက်ကတော့ရှင်နုရုဒ္ဓဆွမ်းလာခံတဲ့အခါမှာဆွမ်းလေးတစ်စုံပဲလောင်းလိုက်တာသူကဘုပုဂ္ဂိုလ်ကယဟန္တာပုဂ္ဂိုလ်ကြီးဆိုတော့သူကအလွန်ကိုမြေဩဇာကောင်းတဲ့မြေပေါ်မှာစိုက်လိုက်ရတဲ့အပင်လိုပဲပင်လုံးကျွတ်ပွင့်ပင်လုံးကျွတ်သီးတဲ့အသီးတွေရသလိုပဲသူကြတော့ဆွမ်းတစွမ်းရဲ့ကောင်းမှုက12နှစ်ကြာထမင်းကျွေးခဲ့တဲ့လူရဲ့ကုသိုလ်ကောင်းမှုတွေတာသွားတယ်ဒါဟာမြေကွာလို့ရှင်ပဲတစ်ပင်သီးနှံတွေဟာခွဲပြားခြားနာတယ်ဆိုတဲ့သဘောလောကလူတွေဟာသိနိုင်တဲ့ဥပမာတစ်ခုပေါ့နော်အဲ့လိုကွဲပြားခြားနာမှုတွေဖြစ်တတ်တယ်ရသော်ဗျာအဘိဓမ္မာတရားတော်ဟောတဲ့အခါမှာအင်္ဂုရနတ်သားတို့အိန္ဒကနတ်သားတို့ကပြတိတနတ်ဘုံကဆင်းလာတဲ့မေရောမိနတ်သားရဲ့ဘေးနာကထိုင်ပြီးတရားနာချဖို့ရောက်လာကြသို့တော့စัจ java လာများစွာကနတ်ပြမာတွေတဖြည်းဖြည်းတရားနာဖို့ရောက်လာတဲ့အခါမှာအင်္ဂုရနတ်သားရှေ့ကမထိုင်ရတော့တဖြည်းဖြည်းနောက်ဆုတ်ပြီးသွားအိန္ဒကနတ်သားကတော့ကြော့လို့မော့လို့မေရောမိနတ်သားနာမှာသူကခုံရှိသေးရှိထိုင်ဆွမ်းတစွမ်းလောင်းတဲ့လူကအဲ့ဒီမှာသူကခုံရှိသူ့ရဲ့အစွမ်းတကူကိုလေးစားကြတယ်အလုံးကနတ်တွေကလေးစားဟိုအင်္ဂုရနတ်သားကျတော့လေးစားလောက်တဲ့အရှိချင်းမရှိဘူး
မရှိတော့ဆုတ်ပေးတယ်ဖယားနဲ့12ယူဇနာတော့ဝေးတဲ့နေရာကျမှသူထိုင်ခွင့်ရတဲ့နေရာတယောက်လာဆုတ်ပေးလိုက်တယောက်လာဆုတ်ပေးလိုက်နဲ့နောက်ဆုတ်ပေးရတာဖယားနဲ့12ယူဇနာတော့တေယူဇနာ10မိုင်လောက်ဝေးတယ်စဉ်းစားတာကြည့်12ယူဇနာဝေးသွားတယ်သူဆိုတယ်အဲ့ဒါဘာကြောင့်ဒီလိုဖြစ်တာတော့လို့ဆိုတဲ့အခါအလူကံပုဂ္ဂိုလ်ရဲ့မြင့်မြတ်မှုမမြင့်မြတ်မှုပေါ်မှာလူတဲ့ပုဂ္ဂိုလ်ရဲ့စိတ်စေတနာရဲ့မြင့်မြတ်မှုမမြင့်မြတ်မှုကိုဖြစ်စေလို့ဒီဒါနကုသိုလ်ရဲ့အကျိုးကိုပြချတာသွားတယ်အေးဒါကြောင့်မို့ယန္တန်ဃာတွေရှိနေတဲ့အချိန်မှာယန္တန်ဃာတွေကိုလှူနိုင်တတ်နိုင်တယ်ဆိုတော့မြင့်မြတ်တဲ့ကောင်းကျိုးချမ်းသာတွေရနိုင်တယ်ယရဏသုံးပါးကိုကိုးကွယ်တယ်ဆိုပြန်ပြောမယ်ဆိုရင်ဘုရားကိုးကွယ်တာအဆုံးအမတရားတော်တွေကိုသိရှိဖို့ကိုးကွယ်တရားကိုးကွယ်တာလိုက်နာကျင့်ကြံဖို့ကိုးကွယ်တန်ခါကိုးကွယ်တာကုသိုလ်ပြုဖို့ကိုးကွယ်တယ်လို့အကျဉ်းချုပ်အဖြစ်မှတ်လို့ရနော်ဘုရားတရားတန်ခါဘာကြောင့်ကိုးကွယ်ထိုက်တယ်လဲလို့မေးလို့ရှိရင်ဟိတေပဝတ္တနေနအာဟိတာသနိယတနေနတတ္တနံဘယဟိတတိဗုဒ္ဓောလို့ဆိုတယ်မြတ်စွာဘုရားဘာကြောင့်ကိုးကွယ်အားထားရဖြစ်တယ်လို့ဆိုလို့ရှိရင်တရဏဆိုတဲ့စကားလုံးမှာကိုးကွယ်အားထားရဘာကြောင့်ဖြစ်တယ်မြတ်စွာဘုရားဟာတရားရည်ရဲ့အကျိုးစီးပွားကိုဖြစ်ထွန်းစေတယ်ဘယ်နည်းနဲ့ဖြစ်ထွန်းစေတာတော့ဆိုရင်ဟိတလို့ဆိုတဲ့ကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တဲ့ကုသိုလ်တရားတွေဖြစ်ပွားစေပြီးအာဟိတလို့ဆိုတဲ့အကုသိုလ်တရားတွေကရှောင်ရှားစေခြင်းအပြင်တရားတွေအကျိုးဆောင်ဖယားကမဟာမဟုတ်ဘူးစဉ်းစားကြည့်ပေါ့နော်လောကလူတွေကထင်နေကြတယ်ဆူတောင်းပြေးဖယားဆူတောင်းလို့ပြေးတယ်လို့ထင်နေကြဖယားဆိုလို့ရှိရင်အလုံးဆူတောင်းပြေးတာပြေးမပြေးကကိုယ့်ရဲ့နဲ့ကအရေးချင်းရှိမရှိပုံမှာမူတည်တယ်ပေါ့နော်အဲ့တော့တလွဲကိုနားမလဲချဖို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေစစ်မှန်တဲ့တရားတွေဖြစ်လို့နားလည်မှုလွဲမှားသွားလို့ရှိရင်ကိုလုပ်တဲ့လုပ်ငန်းဟာပြေဝမရနိုင်နော်မရနိုင်ဘူးဒါကြောင့်မို့နားလည်မှုအမှန်ကန်ရှိရမှာဖြစ်တယ်ဆူတောင်းပြည့်ခြင်းလို့ရှိရင်တရားရှိရမယ်သီလရှိရမယ်တုတ္တဆိုတဲ့ဘောဓုတ္တရှိရမယ်စာကလို့ခေါ်တဲ့စွန့်လှူတမ်းမှုရှိရမယ်ပညာလို့ဆိုတဲ့လုံးသင်တာနဲ့မလုံးသင်တာသိတဲ့အသိပညာရှိဖို့လိုတယ်အဲ့ဒီချင်း9ရက်ကဆူတောင်းပြည့်ခြင်း9ရက်ပဲတတ္တသီလတုတ္တစာကပညာအဲ့ဒီချင်း5မျိုးမရှိဘဲနဲ့ဆူတောင်းနေပြည့်မှာမဟုတ်ဘူးအေးဒါကြောင့်မို့ဘုရားတရားသံဃာယရဏသုံးပါးကိုးကွယ်ခြင်းရဲ့ရည်ရွယ်ချက်အစစ်မှာတရားကိုးကွယ်ရတယ်ဆိုတာဘဝကန္ထာရနိဋ္ဌာရနေနာတရားကဆိုပါတော့ဆေးကယောဂကိုပျောက်အောင်လုပ်တယ်ခေါင်းခိုက်နေတယ်ဆိုရင်ခုပြောတဲ့ခေါင်းကိုက်ပျောက်တဲ့ဆေးတွေရှိတယ်ပါရာစီတမောလို့ဟာမျိုးတွေနော်တယ်လီနောလို့ပါရာစီတမောလို့ဆိုတာတွေတောက်လိုက်လို့ရှိရင်ခေါင်းကိုက်ပျောက်ဒါဆေးကလုပ်ပြီးအဲ့ဒါလိုပဲတရားဓမ္မကိုအားထုတ်လိုက်လို့ရှိရင်ဘဝကန္တာရနိဋ္ဌာရကိုအားထုတ်လိုက်တဲ့ဝိပဿနာတရားကကိလေသာတွေကိုဖယ်ရှားနိုင်တဲ့မတရားထိအောင်စိုက်ထိသွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ကကိလေသာအပူတရားတွေဟာလုံးဝမရှင်းသေးတောင်လျှော့ချနိုင်တယ်လုံးဝဖယ်ရှားပြစ်နိုင်တယ်ဆိုလို့ရှိရင်ဘဝဆိုတဲ့ကန္တရာခရီးကလွတ်မြောက်သွားစေတယ်တရားကလွတ်မြောက်စေတာဖြစ်တယ်ဒီနေရာမှာလည်းဘုရားကလွတ်မြောက်အောင်လုပ်ပေးတာမဟုတ်ဘူးတရားကလွတ်မြောက်အောင်လုပ်ပေးတာအဲ့တော့တရားကျင့်ဖို့ဆိုမမေးရဒါကြောင့်တရားကိုကိုးကွယ်ရတယ်တရားကတရားကျင့်လိုက်လို့ရှိရင်အဲ့ဒီတရားကကိုယ့်ကိုစွမ်းဆောင်မှုပေးသွားဒီလိုဆိုလို့တန်ခါကြတော့အပကနံပိကာရဏံဝိပုလဖလပတိလာပါကိုလှုပ်တာနည်းနည်းလေးခုနစွန်းတစုံလေးလှူလိုက်ပေးမယ်လို့ရရှိလိုက်တဲ့အကျိုးမြတ်ကရထောင်ဥပမာတစ်ခုစဉ်းစားကြည့်လေကိုယ့်အိမ်မှာမြေခွက်ချင်းချင်းလေးခြံချင်းချင်းလေးပဲဖြစ်လို့ကိုဆိုင်လိုက်တာတရေစိတ်လေးတစ်စိတ်ပဲဆိုင်ကိုပြန်ရတဲ့အခါကျတရေသီးဘလောက်ရတစ်နှစ်ဆိုတရေသီးဟာထောင်ချီသီးပဲဆို
ထောင်ချီရကိုလောက်တာတခုတည်းမဟုတ်လားကိုစိုက်တာတစီတည်းစိုက်တာတစီတည်းစိုက်လိုက်တဲ့တရေပင်ကပေါက်လိုက်တဲ့အသီးကြတော့တသီးတည်းဟုတ်ကလားမဟုတ်ကုသိုလ်ကောင်းမှုလုပ်တဲ့ဆိုတာအဲ့တိုင်းပဲလို့မှတ်တယ်ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာအဲ့ဒီလူတွေကတချို့ကြတော့သဘောမပေါက်ဘူးဥပမာတရိစ္ဆာန်ကိုလှူလို့ရှိရင်အစတရားကြိုပေးလမ်းပေါ်ကလူကိုချင်းတိလာမရှိတဲ့ပုဂ္ဂိုလ်လှူလို့ရှိရင်အစ1000အကျိုးပေးတယ်ကိုချင်းတိလာရှိတယ်၅ပါးတိလာစောင့်တည်တယ်တရဏဂုံတည်တယ်ဆိုတဲ့ပုဂ္ဂိုလ်လှူရင်တော့မရွေမတွက်နဲ့အောင်စာပေါင်းများစွာအကျိုးပေးတယ်လို့ဆိုလူတွေကကိုလှူထားတာတခါတည်းဖြစ်နိုင်မှမလားလို့တွေးကြတစ်ပင်ဆိုင်တဲ့နီးကိုကြည့်လိုက်ပဲဆိုလို့ရှိရင်ဖြစ်နိုင်တာပေါ့ကိုစိုက်တာတရက်စိတ်လေးတစ်စက်စိုက်တာပဲတရက်စိတ်လေးတစ်စက်ကပေါက်တဲ့အပင်ကတိပြီးတာကြတော့ရာထောင်မကဖြစ်တာပဲလေဒါနကောင်းမှုရဲ့အကျိုးဟာအတိုင်းပဲအစာပေါင်းများစွာရဒါနကောင်းမှုအဲ့ဒီဥပမာအတိုင်းပဲကိုဘဝလမ်းကြောင်းကိုဖြန့်တန်းအောင်ဓမ္မကဘဝကန္တာကနေပြီးတော့ထုတ်ဆောင်ပေးတယ်တန်ဃာတွေကအနိကေလုံးလိုက်တဲ့ကုသိုလ်ကောင်းမှုကအများကြီးရစေတယ်ဆိုတာတန်ဃာတွေလှူခြင်းရစေဒါကြောင့်ဘုရားဘာသာရေးမြတ်စွာဘုရားကဗုဒ္ဓသရဏဂိသာမိဓမ္မသရဏဂိသာမိသံဃာသရဏဂိသာမိဆိုတာဒီဟာတွေအတွက်ကိုယ်ပဲကိုပြောတာနော်တခြားနည်းမဟုတ်ဒီဟာအတွက်ပဲတရားတွေအတွက်အကျိုးအများကြီးဖြစ်မြတ်စွာဘုရားကလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာဟောတယ်အဲ့ဒီဟောတဲ့တရားသည်ဓမ္မလက်တွေ့ကျင့်သုံးလို့ရှိရင်မလှုပ်တဲ့နာရှောင်တယ်လှုပ်တဲ့နာကိုလှုပ်တယ်ဒါဓမ္မကျင့်သုံးကုသိုလ်ကောင်းမှုတွေပြုတယ်အကျိုးတွေအများကြီးရတယ်ဆိုအဲ့ဒီရှိရွယ်ချက်နဲ့တရဏဂုံ၃ပါးဆိုကိုယ်ကိုစိတ်ကကြတာတခြားနည်းနဲ့ကိုယ်ကိုစိတ်ကတာမဟုတ်ဘူးဒါကြောင့်မို့ကောင်းကျိုးချမ်းသာကိုရစေနိုင်တဲ့အနေအထားမျိုးနဲ့ရှုံကြည်ကိုယ်ပဲပြီးတော့ကိုယ်မှာတကယ်လုပ်ရမယ့်အလုပ်တွေကိုမလစ်ဟင်းစေပဲနဲ့ကြိုးစားအထောက်အမယ်လို့သူဆိုလို့ဒါကြောင့်မို့ဓမ္မပဒဒေသနာတော်မှာမြတ်စွာဘုရားကဒီနေ့အပိုင်းခွန်မှာဘာဟောလဲဆိုတာနာယူမှတ်သားကြည့်အောင်ဂါထာနှစ်ပုဒ်ဟောထားတယ်ဒီမှာအနိကတဝောကတံဝယောဝထံပရိဒဟိတတိအပိတောဓမ္မသစ္စေနနသောကတဝမရတိအကြောင်းပြုလာတဲ့ဒီအဖြစ်ပြက်တစ်ခုဘဝသင်္ကန်းစာပေးတဲ့အနေနဲ့ဟောတာမြတ်စွာဘုရားဟောတာဥတည်ပြီးတော့တစ်ခုဟောလိုက်တယ်သို့တော့ဒေသနာတော်မှာချက်ထွင်ပြီးတော့ကြည့်ရှိမယ်ဆိုလို့ရှိရင်ဘဝသင်္ကန်းစာရเสียရတယ်အများကြီးပါဆိုလိုတဲ့အဓိပ္ပာယ်ကဘာအနိကတဝောတဲ့စကားလုံးလေးတွေကိုထပ်သုံးပြထားတာမြတ်စွာဘုရားကတဝဆိုတာဘာကိုပြောတာလဲဆိုတစ်ခေါက်ဆိုးထားတဲ့အဝတ်ဖိုင်ဆိုးတဲ့အဝတ်လို့ဆိုလို့ဗမာလူပြန်ရင်တော့သင်္ကန်းပေါ့နော်သင်္ကန်းပေါ့သူတော်စင်အဝတ်လို့ဆိုပါစို့ဖိုင်ဆွန်းထားတဲ့အဝတ်အဲ့ဒါကိုကတဝလို့ခေါ်တယ်နောက်တနည်းကအယောင်ဆိုးတယ်ဆိုတာကိလေသာတွေကအယောင်ဆိုးတယ်ကိလေသာတွေဟာလည်းအယောင်ဆိုးတယ်တစ်ခေါက်ကလည်းအဝတ်ကိုအယောင်ဆိုးပေးတယ်ဥပမာပိန်းတဲ့ကောက်တို့ဆိုရင်ဝါချင်းချင်းညောင်ကောက်တို့ဆိုရင်ညိုမဲမဲအယောင်မျိုးစုံရှိတယ်လေအဲ့ဒါလို့အယောင်ဆိုးတာတော့လူရဲ့စိတ်ဖြူစင်းနေတဲ့လူစိတ်ကိုအယောင်ဆိုးတာလောဘကလည်းအယောင်ဆိုးတာပဲဒေါသကလည်းအယောင်ဆိုးတယ်မောဟလည်းအယောင်ဆိုးဒါကြောင့်မို့အယောင်ဆိုးတဲ့တရားဆိုတာရှင်တဲ့နှလုံးထဲမှာဖြစ်ပွားတဲ့မကောင်းတဲ့ကိလေသာတရားတွေကိုကတဝါလို့ခေါ်တယ်အဲ့ဒီမှာမြတ်စွာဘုရားဟောလို့ရင်အနိကတဝောအယောင်ဆိုးတဲ့
ကိလေသာတရားခင်းသူမဟုတ်ဖဲကိလေသာတွေမကင်းတဲ့ပုဂ္ဂိုလ်ကကာတာဝန်အယောင်ဆိုးထားတဲ့တစ်ခေါက်ဆိုးထားတဲ့အဝတ်ကိုယောဝဋ္ဌပရိဒဟိတတိကာတာဝန်ဝဋ္ဌအယောင်ဆိုးထားတဲ့အဝတ်ကိုယောကိလေသာမကင်းတဲ့ပုဂ္ဂိုလ်ဘယ်သူပဲဖြစ်ဖြစ်ပရိဒဟိတတိဝတ်ရုံမဲ့ဆိုရင်ဆိုလိုတာကကိုယ်မှာအယောင်ဆိုးတဲ့ကိလေသာတွေမကင်းတဲ့ပုဂ္ဂိုလ်တယောက်အယောင်ဆိုးတဲ့ကိလေသာတွေမကင်းတဲ့ပုဂ္ဂိုလ်တယောက်ကအယောင်ဆိုးထားတဲ့သင်္ကန်းကိုဝတ်မဲ့ဆိုတယ်ဝတ်မဲ့ဆိုရင်အပေတော့ဓမ္မသစ္စေနာသူ့မှာဝတ်ထိုက်တဲ့အရည်ချင်းတွေဓမ္မဆိုတဲ့အိန္ဒိယကိုထိမ့်သိမ်းဆောင်ရှောက်မှုသစ္စာဆိုတဲ့အမှန်စကားကိုပြောဆိုရတဲ့ဝစီသစ္စာလိုက်နာကျင့်သုံးဖို့အဲ့ဒီဓမ္မနဲ့သစ္စာမရှိပါပဲမရှိတဲ့အပေတော့ဓမ္မသစ္စေနာအဲ့ဒီမရှိတဲ့နတ်သောကတ္တဝပရတိအဲ့ဒီမရှိတဲ့ပုဂ္ဂိုလ်ဟာအယောင်ဆိုးထားတဲ့သူတော်စင်အဝတ်ကိုမောထိုက်ဘူးအဲ့တော့ရှင်းရှင်းလေးပြောရမယ်ဆိုရင်အယောင်ဆိုးတတ်တဲ့လူတွေရဲ့စိတ်ကိုအယောင်ဆိုးတတ်တဲ့ကိလေသာတွေမကင်းမဲအိန္ဒြေကိုဆုံးမခြင်းမှန်သောစကားကိုဆိုခြင်းဆိုတဲ့သူတော်ကောင်းလက္ခဏာတွေမရှိပဲသူတော်ကောင်းတွေဝတ်တဲ့အဝတ်မျိုးကိုဝတ်မယ်ဆိုရင်မောထိုက်ဘူးဒါပြောတာနော်ဒါဖះဟောတဲ့စကားတစ်ခုဒါမောထိုက်ဘူးနောက်တစ်ခုကယောသဝန္ဒကတဝတ္တတိလေတုသုတမဟိတောသို့တော်တဲ့ပုဂ္ဂိုလ်တူဟာအယောင်ဆိုးတဲ့ကိလေသာတွေကိုထွေးထုတ်လိုက်ပြီးမရှိတော့ဘူးသူ့ရင်ထဲမှာဒါတွေအကုန်လုံးထုတ်လိုက်ပြီအယောင်ဆိုးတဲ့ကိလေသာတွေရင်ထဲကထုတ်ပြစ်ပြီးတိလေတုသုတမဟိတောကိုချင်းတရားနဲ့ပတ်သက်ပြီးသူဟာအခိုင်မှာကျင့်သုံးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဥပေတောဓမ္မသစ္စေနာအိဒီကိုဆုံးမခြင်းမှန်သောစကားကိုဆိုခြင်းဆိုတဲ့အရေးချက်နဲ့လည်းပြည့်စုံတယ်ပဝေကတဝမရတိအဲ့ဒီလိုပုဂ္ဂိုလ်မျိုးမှာတကယ်ကိုဒီဝတ်သူတော်စင်တို့ရဲ့ဝတ်ကိုဝတ်ထိုက်တယ်လို့ဒီလိုပြောတယ်နော်အဲ့မြတ်စွာဘုရားဟောတဲ့တရားလေးကရှင်းရှင်းလေးနော်ရှင်းရှင်းလေးကိုဟောပြတယ်ဒီဟာဓမ္မပဒဒေသနာမှာဓမ္မရတ္တကိုပေါ်လွင်အောင်နားထောင်ကြည့်ကိရိတာမကင်းရင်သူတော်စင်ဝတ်ကိုမိုးထိုက်ဘူးဝတ်ထိုက်တဲ့အရည်ချင်းတွေကင်းနေလို့ရှိရင်သူတော်စင်ဝတ်ကိုမိုးထိုက်ဘူးအေးကိရိတာတွေကင်းပြီးတော့ကိုချင်းသီလရှိမယ်ဆိုရင်ကိရိတာမကင်းတော့ကိုချင်းသီလကောင်းမယ်ပြည့်စုံမယ်ဆိုရင်အိန္ဒြေကိုထိမ့်သိမ်းဆောက်ရှောက်ခြင်းမှန်သောစကားကိုဆိုခြင်းဆိုတဲ့သူတော်ကောင်းအရေးချင်းတွေရှိနေမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာသူတော်စင်အဝတ်ကိုဝတ်ထိုက်ပါတယ်ဒီစကားအခုမြတ်စွာဘုရားဟောတာနော်ဘာကိုအကြောင်းပြုဟောတာတော့လို့ဆိုသာဝတိမြို့တို့ဇီးတော်တို့ဒီရာဇဂျိုတို့ဆိုတာမြတ်စွာဘုရားနဲ့တန်ဃာတွေအများဆုံးကြွသွားတဲ့နေရာဖြစ်တယ်ပေါ့ရာဇဂျိုမြို့ရောက်တဲ့အချိန်လေးမှာရှင်သာရိပုတ္တရာကတရားပွဲတစ်ပွဲမှာဘာဟောတော့ဆိုလူလေးမျိုးလေးစားခွဲခြားပြီးတော့ဟောတယ်အေးတချို့လူတွေကတဲ့ကိုယ်တိုင်တော့လူတွေတန်းတယ်သူများကိုတော့မတိုက်တွန်းဘူးအဲ့ဒီပုဂ္ဂိုလ်တွေဟာဖြစ်လျက်ဘဝမှာပစ္စည်းဥစ္စာကိုယ်တိုင်လှူသည့်အတွက်ကြောင့်ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတော်လည်းပဲတိုက်တွန်းနှိုးဆော်မှုမပြုသည့်အတွက်ကြောင့်သူတို့ဟာချွေရန်သင့်ပဲမရှိတတ်ဘူးကိုယ်တော့လှူတယ်သူများမတိုက်တွန်းဘူးဖြစ်လျက်ဘဝမှာလှူသည့်အတွက်ကြောင့်ချမ်းသာတယ်တိုက်တွန်းခဲ့တဲ့ပုဂ္ဂိုလ်မရှိသည့်အတွက်ကြောင့်သူ့ရဲ့အတိုင်းအဝိုင်းမရှိဘူးလို့ပြောတယ်
နော်တချို့ပတ်စံချမ်းသာပြီးတော့သာသမီမထွန်းကားတာတွေရှိတယ်မဟုတ်လားအတိုင်းဝိုက်မရှိဘူးအမွေခံမဲ့လူမရှိဘူးဒီလိုဟာနေရှိနောက်ဒုတိယမျိုးစားကတော့သူများတော့လိုက်ပြီးတော့တိုက်တွန်းတဲ့အလှခံနဲ့ကိုတော့မလှဘူးဆိုပုဂ္ဂိုလ်တစ်မျိုးအဲ့ဒီပုဂ္ဂိုလ်မျိုးကသူများကိုတိုက်တွန်းသည့်အတွက်ကြောင့်အတိုင်းဝိုင်းတော့ရှိပါရဲ့ပစ္စည်းဥစ္စာမရှိဘူးဆင်းရဲမွဲတေတယ်မပြေဆုံးနောက်လူတယောက်ကတော့လူလည်းမလှဘူးသူများလည်းမတိုက်တွန်းဘူးဆိုလို့ရှိရင်မလှသည့်အတွက်ကြောင့်ဆင်းရဲမတိုက်တွန်းသည့်အတွက်ကြောင့်တကောင်းရွက်ဘဝရောက်တယ်အဲ့ဒီပုဂ္ဂိုလ်ကပစ္စည်းဥစ္စာလည်းမရှိဘူးတကောင်ရွက်ဘဝမှာလည်းနေရတယ်အဲ့လိုပုဂ္ဂိုလ်မျိုးလည်းရှိတယ်နောက်အကောင်းဆုံးပုဂ္ဂိုလ်ကြတော့ကိုယ်တိုင်လည်းလှူတယ်သူများလည်းတိုက်တွန်းတယ်ဆိုတဲ့ပုဂ္ဂိုလ်ကိုယ်တိုင်လှူသည့်အတွက်ကြောင့်ချမ်းသာကြွယ်ဝတယ်သူများကိုတိုက်တွန်းသည့်အတွက်ကြောင့်အတိုင်းဝိုင်းကြည်မာတယ်အဲ့ဒါတော့ပြည့်စုံတဲ့ပုဂ္ဂိုလ်တရားအဲ့ဒီလိုတရားပွဲတစ်ပွဲမှာရှင်သာရိပုတ္တရာကလှုပ်ဆောင်မှုနဲ့ရရှိတဲ့အကျိုးတွေကိုရှင်းပြတဲ့အခါမှာတရားပွဲထဲမှာလူတိုင်းသဘောကျတာမဟုတ်အဲ့ထက်မှတခါတယောက်ကသဘောကျဒီတရားကိုသဘောကျနော်သဘောကျပြီးတော့လက်တွေ့အကောင့်ထဲဖော်မယ်သူဟာလှူလဲလှူမယ်သူများကိုလည်းတိုက်တွန်းမယ်ဆိုလိုက်ပြီးတိုက်တွန်းနှိုးဆော်တယ်စီယုံတယ်လှူကြဖို့တန်းကြဖို့သူကိုယ်တိုင်ကလည်းရှေ့ကခေါင်းဆောင်ပြီးတော့လှူတယ်သူကိုယ်တိုင်လည်းလှူတယ်သူများလည်းတိုက်တွန်းတယ်ဆိုဒီအလုပ်ကိုသူစာလုပ်တယ်တန်ဃာတွေပြင်ပြီးတော့လှူကြမယ်တန်းကြမယ်လိုက်လာနှိုးဆော်တယ်သူကိုယ်တော်ကစပြီးတော့စုတယ်စုပြီးတော့ရှင်ဘုရားတို့ရှင်သာရိပုတ္တရာတို့ရှင်မောဂလန်တို့တရားပွဲပြီးတော့ရှင်ဘုရားတို့တန်ခါဘယ်နှပါးရှိတော့ရှင်သာရိပုတ္တရာရှင်မောဂလန်နောက်ကတန်ခါ1000ပါးအဲ့တန်ခါ1000အကုန်လုံးတပည့်တော်တာဝန်ယူပါမယ်ဆိုပြီးအဲ့ဒီကပင့်သွားပြီလူတွေလိုက်ပြီးတော့တိုက်တွန်းတယ်သူကိုယ်တိုင်လည်းလှူတယ်လုပ်ပြီးအလှူကြီးပေးကြတယ်စုပေါင်းပြီးတော့ခုနကအကျိုးကိုလှူခြင်းတော့သူကလူလဲလူတွေတိုက်တွန်းနေဆိုဖြစ်အောင်သူလုပ်တယ်အဲ့ဒါလိုလုပ်တဲ့အခါသူတိုက်တွန်းတဲ့ထဲကပစ္စည်းဥစ္စာကျော်ဝချမ်းသာတဲ့ပုဂ္ဂိုလ်တယောက်သူကဘာလှူထားတော့ဆိုတသိန်းတက်တဲ့ဝတ်စုံကြီးတစ်ခုလှူထားအကယ်၍ဆွန်ကြွေကွန်ကြွေတန်ခါ1000ဆွန်ကြွေရမယ်လှူပဲတတ်မယ်မလောက်ဘူးဆိုရင်ဒါရောင်းချပြီးတော့လုပ်ဖို့ဆိုသူထည့်လှူကားလျော်စွာသူလိုက်တိုက်တွန်းတဲ့အခါမှာအလှူဝေထည့်ငွေကြတာတွေကများတော့တန်ခါ1000ပြည့်ပြည့်စုံစုံအကုန်လုံးလောက်သွားတသိန်းတန်အထည်ကြီးမရောင်းရဘူးဒီတိုင်းရောင်းเสียမလို့ပဲနဲ့ငွေတွေကပို့သွားအဲ့ကြတော့ဒီအဝတ်ကြီးဘာလုပ်ကြမလဲလို့ဆိုတဲ့အခါသင်္ကန်းလုပ်ပြီးတော့ရှင်သာရိပုတ္တရာကိုလှူမယ်အဲ့ဒါလို့ပြောတဲ့အခါကျတော့ရှင်သာရိပုတ္တရာကခရီးသွားတဲ့တာဝတိအနေစေတို့ရာဇဂိုသွားရာဇဂိုကနေတခြားသွားခရီးသွားတာရာဇဂိုမှာပဇာတတရဲ့ကိုးကွယ်မှုကိုခံရပြီးတော့ကြာနေတာတော့ဒီဝဋ္ဌပဲဖြစ်တယ်ပေါ့နော်ဘုရင်ကိုယ်တိုင်ကကိုးကွယ်တာဆိုတော့သူအဲ့ဒီမှာအဲ့တော့ရာဇဂိုမျိုးမှာသူကြည်ညိုတဲ့လူတွေရှိဘယင်ကိုယ်ပဲလူကြည်ညိုတာဒါလူကြီးကိုယ်မွဲ့ရင်လည်းလူတွေကကြည်ညိုတတ်ကြတယ်ဘာလို့မဟုတ်မျက်နှာလှုပ်တာလည်းဖြစ်မှာပေါ့နော်လူကြီးကိုယ်ွယ်တယ်ဆိုဝိုင်းကိုယ်ွယ်တဲ့သဘောရှိတယ်အဲ့တော့များကတချို့ကဟာဒီသင်္ကန်းရှင်သာရိပုတ္တရာနဲ့ထိုက်တန်နေရှင်သာရိပုတ္တရာလှူပဲအရေးချင်းသိတဲ့ပုဂ္ဂိုလ်တွေကရှင်သာရိပုတ္တရာနဲ့ပဲထိုက်တန်တယ်ကျန်တဲ့အများစုကမဟုတ်ဘူးရှင်သာရိပုတ္တရာကလာပြီးပြန်သွားတာတို့မျိုးမှာအမြဲတမ်းနေပြီးသာရေးနာရေးလုပ်ပြီးတဲ့ကိုတော်ဟာရှင်ဒေဝရဖြစ်တယ်တော့သူ့ပဲလှူရမယ်ဆိုပြီးအဲ့ဒီသူ့ထောက်ခံတဲ့လူကမဲများသွားတော့ရွေးကောက်ပွဲမှာရှုံးသွားတယ်ရှင်သာရိပုတ္တရာတဘောတော့အဲ့ဒီဟာနော်ရှင်ဒေဝရလှူဖို့ရမဲတွေကများတော့ညာတော့အဲ့ဒီသင်္ကန်းကိုရှင်ဒေဝရကိုလှူလိုက်
ဒီရက်ကအဲ့ဒီသင်္ကန်းကြီးသသိန်းနဲ့သင်္ကန်းကြီးကိုချုပ်ဆိုဝေယုတဲ့အခါဒီရရဲ့စိတ်တွေသဘောထားတွေကိုသိရှိနားလည်တဲ့ပုဂ္ဂိုလ်တွေကသူတော်ကောင်းကိုကြည်ညိုတဲ့ပုဂ္ဂိုလ်လောကလူဆိုတာပေါ်ပြူလာဖြစ်တာကိုကြည်ညိုတာသူတော်ကောင်းကိုကြည်ညိုတာနဲ့ပညာရှိကိုကြည်ညိုတာမဟုတ်ဘူးပေါ်ပြူလာဖြစ်မှကြည်ညိုတာလူတွေရဲ့သဘောကွာအဲ့တိုင်းရှင်သာရိပုတ္တရာနဲ့ရှင်မောက္ကလရှင်ကြည့်လိုက်ပဲဆိုလို့ရှိရင်ကြည့်ရှင်မောက္ကလကတကူကြည့်တယ်တကူကြည့်တော့ရှင်မောက္ကလပေါ်ပြူလာဖြစ်တယ်ဒါကထင်ရှားတဲ့ဥပမာတစ်ခုပြောပြတာနော်တကူကြီးတယ်ဆိုတော့တောင်ကြီးလိုပဲသူကပေါ်ပြူလာဖြစ်တယ်မြင်လာတယ်ပေါ့တကူကြီးရှင်သာရိပုတ္တရာဆိုတာခက်ခဲနဲ့မိဂုံပြဿနာတွေဖြေရမှသူကသူ့ရဲ့ပညာစွမ်းဆိုတာသိတယ်ရှင်သာရိပုတ္တရာကပညာရှိမှသိတာကြားဘူးတယ်မို့လားပညာရှိဆိုတာစီကြီးလိုပဲတီးမှမြည်တယ်မတီးရင်ဒီတိုင်းပဲနော်အဲ့တော့ဥပမာပေးတဲ့အခါရှင်မောက္ကလန်ကတောင်ကြီးနဲ့တူတယ်ရှင်သာရိပုတ္တရာကဆာနဲ့တူတယ်နားလေအလားတိဥပမာတောင်ဆိုတာကလူတိုင်းကမြင်သိတယ်တောင်ကြီးကြည့်ပြီးတော့လူတိုင်းကနေပြီးတော့တောင်ကြီးကိုသိဆာဆိုတာကြတော့ထမင်းပွဲတိုင်းမှာဟင်းချက်တဲ့ထိုင်မှာသူကမထင်မရှားလေးပဲနေရှာတာသူဟိုဟင်းနဲ့လည်းသူခတ်လိုက်တာအရေးတောက်တဲ့လည်းသူခတ်တာဒီပြင်ချက်ထားတယ်ကိုအတုတ်ထဲလည်းသူပါမပါတဲ့နေရာရှိရလားအကုန်ပါတာထညက်ထဲတောင်မှသူပါမှလေးတယ်ဆိုထညက်တောင်မှစားလေးနဲ့မင်္ဂလာသီးစားလဲစားလေးနဲ့မကောင်းဘူးဒီတိုင်းစားလို့မကောင်းတမယာသီးဆိုတော့မပြောနဲ့ချိုတာပဲဖြစ်ဖြစ်ချင်တာပဲစားလေးပါမှလေးတယ်ရှင်သာရိပုတ္တရာကျစားနဲ့အလားတူတူတယ်နေရတဲ့ကပါတယ်ဒါပေမဲ့ပေါ်ပြူလာဖြစ်လာဆိုဖြစ်အိရှင်မတယောက်ညီးတယ်လို့ပဲတို့အိမ်စားတော့ဝဲတာဝဲတခါမှလည်းစားမစားရပါဘူးလို့ပြောစားကိုတရားတွေလို့ဒီပြင်သမင်းလို့စားလို့ရတာမှမဟုတ်တာနော်စားပြဝဲတာဝဲရတယ်တူပြီးတူကုန်းနေတာဒါပေမဲ့တခါမှလည်းစားရတယ်လို့မရှိဘူးလို့ပြောအဲ့တော့ရှင်သာရိပုတ္တရာရဲ့အနေထားကစားလို့ပဲပညာရှိဆိုတာစားလို့ပဲမပါရင်ပေါ့ပြဖြစ်သူပါမှလေးတယ်သို့တော့သူပါမှလည်းသိမသိချဘူးလူတွေကအတိမပြုတ်မပြုတ်စားပေါ့နေထက်လိုက်စမ်းစားလေးဒါတော့ပဲသိနော်လူတွေကနာမည်တက်တော့စားလို့သူမှမတက်ဘူးစက်သားဟင်းဝက်သားဟင်းဆိုပြီးတော့ကောင်းတဲ့နာမည်တွေပဲတက်စက်တွေဝက်တွေပဲနာမည်ကြီးသွားစားကြတော့သူကထည့်ပြောစားမပါစက်သားလည်းမကောင်းဝက်သားလည်းမကောင်းငါလည်းမကောင်းဘာမှမကောင်းသို့တော့သူနာမည်ပေါ်လာဆိုပေါ်ရှာဘူးပညာရှိဆိုတာစားနဲ့အလားတူတူတယ်လို့သူတို့ဆိုတယ်အေးဒါကြောင့်မို့ရှင်သာရိပုတ္တရာမဲရှုံးသွားတာမဆမ်းပါဘူးဒေဝရကမဲနိုင်သွားတော့သင်္ကန်းဒေဝရရသွားတော့အေးရှင်သာရိပုတ္တရာရဲ့အကြောင်းပညာရှိဆိုတာစားပပမပါရင်မဖြစ်တဲ့အရာပေါ့ဖြစ်တွေဖြစ်တယ်ပညာရှိပါမှလေးနဲ့တည်းဆိုတာကိုသိရှိနားလည်ကြတဲ့ပုဂ္ဂိုလ်တွေကြတော့ဟာဒီသင်္ကန်းရှင်သာရိပုတ္တရာပဲထိုက်တာနဲ့ဒေဝရနဲ့မထိုက်တာမဟုတ်တကယ်ပညာရှိဖျားပြီးရင်ပညာရှိဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဆိုပြီးတော့ရှင်သာရိပုတ္တရာလည်းပဲထိုက်တာနဲ့ပြောတယ်အဲ့လိုပြောဆိုဝေဖန်ပြီးဒေဝဒဟာသူနဲ့မတန်တာကိုဝတ်တယ်လို့ဆိုပြီးကဲ့ရဲ့ရှုတ်ချတာနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကဒီသူတော်စင်သူတော်မြတ်တို့ရဲ့အဝတ်ကိုဝတ်ထိုက်တဲ့ပုဂ္ဂိုလ်ဟာဘလို့ရည်ချင်းရှိရမယ်ဆိုတော့သတ်မှတ်ပြောပြဒီကထာလေးနော်သူတော်ကောင်းဝတ်ဆိုတာသူတော်စင်သူတော်မြတ်တွေရဲ့ဂုဏ်ရည်ချင်းနဲ့ပြည့်စုံမှဝတ်ထိုက်တယ်လို့ဆိုမောထိုက်ဘူးလို့သူဆိုလို့အဲ့တော့ဒီဒေသနာတော်လေးရဲ့အဓိပ္ပာယ်ကိုကြည့်မယ်ဆိုသူတော်ကောင်းရဲ့အဝတ်ကိုဝတ်နေလို့ရှိရင်ဘာဖြစ်ရအောင်သူတော်ကောင်းစိတ်ဓာတ်ရှိနေရသူတော်ကောင်းစိတ်ဓာတ်ဆိုဒီမှာဘာလဲလောဘဒေါသမောဟကင်းတဲ့တန့်စင်တဲ့စိတ်တွေသဘောထားကိုပြောတာ
မေတ္တာကရုဏာမုဒိတာဥပေက္ခာဆိုတဲ့ပြမစိုးတရားတွေလွှမ်းထုံထားတဲ့စိတ်နေသဘောထားကိုထိမ့်ထိမ့်သိမ့်သိမ့်နေရတဲ့ဓမ္မဆိုတဲ့အိန္ဒြေကိုထိမ့်သိမ့်ဆောက်ရှောက်မှုပြောပြီးဆိုရင်ဘယ်တော့မှမဟုတ်တာတွေမပြောဘူးအမှန်တရားဟုတ်တာပြောတယ်မှန်တဲ့စကားဟုတ်တာပြောတယ်အရေးကြီးဆုံးကလူတွေနဲ့ဆက်ဆံတဲ့အခါတူနဲ့တူပြောဆိုကြတဲ့အခါနှုတ်နဲ့ပဲဆက်ဆံကြနှုတ်နဲ့ပဲပြောကြတာဖြစ်သည့်အတွက်ကြောင့်မမှန်မကန်ပြောတဲ့ပုဂ္ဂိုလ်ကအလွန်ပေါ်တာနည်းနည်းလေးဖြစ်ဖြည့်ဆွတ်ပြီးပြောလိုက်ရမှမူသားမပါလင်္ကာမချောဆိုတဲ့လင်္ကာကိုချောကျင်ကြတဲ့အခါကျရှော့ကနေနေအောင်လုပ်နေကြတာတွေကများနည်းနည်းလေးပဲဖြစ်ပို့ပြောလိုက်ရမှဆိုတာမျိုးအမှန်တိုင်းပြောတဲ့ပုဂ္ဂိုလ်ကျတော့ရိုးတယ်ဆိုပြီးတော့လုပ်ကြတယ်လောကမှာမန္တရားကိုပဲပြောရမယ်ဆိုတဲ့စိတ်ကအတိုင်းတကယ်သူတော်ကောင်းအစစ်ကိုထိမ့်သိမ့်ဆော့ဆော့တယ်မှန်တဲ့စကားကိုသာဆိုးတယ်ရှင်တွေကစိတ်ရုပ်စိတ်ပုတ်တွေမရှိဘူးအယောင်တွေမဆိုးလောဘဆိုတာအယောင်ဆိုးလိုက်တာပဲဒေါသဆိုတာလည်းအယောင်ဆိုးလိုက်တာပဲမောဟဆိုတာလည်းညစ်ထေးတဲ့အယောင်ဆိုးတာမာနဆိုတာလည်းအယောင်ဆိုးလိုက်တာနဲ့တပြိုင်နက်အဲ့ဒီအဝတ်ဟာညစ်ပေသွားတာပဲမှန်နော်ဖြူစင်တဲ့အနေထားတစ်ခုကအယောင်ဆွဲသွားပြီဆိုရင်ညစ်နှမ်းသွားတဲ့သဘောသူတို့ဆိုလို့အဲ့ဒီလိုအယောင်ဆိုးထားတဲ့သူတော်ကောင်းတရားတွေကင်းမဲ့ပြီးတော့အယောင်ဆိုးတဲ့ကိလေသာတွေယင်ထဲမှာရှိတဲ့ပုဂ္ဂိုလ်ဟာသူတော်စင်သူတော်မြတ်တွေဝတ်တဲ့တကယ်ကိုရှင်တဲ့နှလုံးထဲမှာဖြူစင်သန့်ရှင်းတဲ့ပုဂ္ဂိုလ်မြတ်တွေဝတ်တဲ့ဟိုမျိုးကိုမဝတ်ဘူးလို့ရသော်ဗျာဟောတာနော်ဘယ်လိုပုဂ္ဂိုလ်မှဝတ်ထိုက်တယ်လဲယောစာဝန္တကတဝတ္တတိလေသူသုတမဟိတောဝန္တကတဝါဆိုတာအယောင်ဆိုးတတ်တဲ့ဖြူစင်နေတဲ့စိတ်ကိုညှဉ်းနှွမ်းသွားအောင်အယောင်ဆိုးတတ်တဲ့ကိလေသာတရားတွေကိုထွေးထုတ်ပြီးဝန္တဆိုတာဆွတ်လွတ်ပြီးတာကိုဆိုလို့ထွေးအံပြီးရှင်တဲ့နှလုံးထဲမှာမရှိဘူးရှင်တဲ့နှလုံးထဲကနေထုတ်ပစ်ထားတဲ့ပုဂ္ဂိုလ်မျိုးတိလေသူသမဟိတောကိုခြင်းတရားပေါ်မှာအခိုင်အမာကောင်းစွာတည်ရှိတဲ့ပုဂ္ဂိုလ်ဥပေတောဓမ္မသစ္စေနအိန္ဒြေကိုထိမ့်သိမ့်ဆောက်ရှောက်ခြင်းအိန္ဒြေထိမ့်သိမ့်ဆောက်ရှောက်ခြင်းဆိုတာဟာမျက်စိနာနာလျာကာယမနဝင်လာတဲ့အာယုန်ဒီပေါ်မှာစိတ်ထက်ပျက်စီးသွားတဲ့လောဘတွေဒေါသတွေမောဟတွေမဖြစ်အောင်ထိမ့်နိုင်တဲ့ပုဂ္ဂိုလ်ဆိုလိုတယ်ပေါ့မန္တောစကားကိုဆိုရတဲ့အရေးချင်းတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်မျိုးသားလဲသူတော်စင်သူတော်မြတ်တို့ရဲ့အဝတ်ဝတ်ထိုက်တယ်လို့ရသော်ဗျာဒါဓမ္မရတ္တဖော်ဆောင်ပြီးတော့သူတော်ကောင်းအဝတ်ကိုဝတ်ထိုက်တဲ့ပုဂ္ဂိုလ်ရဲ့အရေးချင်းတွေကိုထုတ်ဖော်ပြတာပဲဖြစ်တယ်ဒါကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီနေ့ခေတ်မှာလည်းပဲရှိတယ်လေဒီနေ့ခေတ်မှာလည်းရှိဥပမာယဟန်တန်ဃာတွေဘက်ကပြောမယ်ဆိုရင်ယဟန်တန်ဃာတွေဝတ်နေတဲ့အဝတ်သင်္ကန်းသည်သူတော်စင်တို့ရဲ့အဝတ်အဲ့ဒီသူတော်စင်အဝတ်ဝတ်ထားပြီးတော့ရှင်တဲ့နှလုံးထဲကညစ်ပေတဲ့ကိလေသာတွေထိန်းချုပ်နိုင်စွာမရှိဘူးယဟန်တန်ဃာအကျင့်ကိုမကျင့်နိုင်ဘူးဆိုရင်မထိုက်ဘူးတို့ဆိုလို့ပေါ့နော်ရသော်ဗျာကကြည်တိလေသူသမဟိတောယဟန်ဖြစ်လာလို့ရှိရင်ယဟန်တိလာပြည့်စုံပြီဆိုရင်ဝတ်ထိုက်တယ်ဒီလိုအဓိပ္ပာယ်ရှင်တဲ့နှလုံးထဲမှာကိလေသာတွေမကင်းသေးတော့လည်းပဲတိလရှိပြီဆိုရင်ဝတ်ထိုက်တယ်အိန္ဒြေကိုထိမ့်သိမ့်ဆောက်ရှောက်တတ်တယ်ဆိုရင်ဝတ်ထိုက်မှန်သောစကားကိုပြောပြီးတော့အလေးညာစကားတွေမပြောဘူးဆိုလို့ရှိရင်ဝတ်ထိုက်တယ်လို့သူတော်စင်သူတော်မြတ်ရဲ့အရေးချင်းတွေဟာနံပါတ်1ကကိုချင်းသီလပဲဖြစ်တယ်ပေါ့ကိုချင်းသီလမပြည့်စည်ဘူးဆိုလို့ရှိရင်သူတော်စင်ဝတ်ကိုဝတ်ထိုက်တယ်ရဟန်းဝတ်တယ်ဆိုတာကိုချင်းသီလအတွက်ပဲအဝတ်ကအဓိကမဟုတ်ကိုချင်းသီလအဓိကရဟန်းသံဃာတွေအကြီးငယ်
ရွေးချယ်တဲ့အခါမှာလည်းပဲသီလနဲ့ပဲရွေးချယ်တာဖြစ်တယ်တရားဓုတရားမြတ်နဲ့မရွေးချယ်ဘူးနော်တရားဓုတရားမြတ်နဲ့ရွေးချယ်တာမဟုတ်ဘူးသီလနဲ့ရွေးချယ်တာဖြစ်တယ်အဲ့တော့သီလဆိုတာမတ္တမအရေးကြီးတယ်ပေါ့လူတွေမှာလည်းပဲငါးပါးသီလဆိုရင်ကိုချင်းသီလအရေးကြီးတယ်ဆိုပါစို့ယဟန်တန်ဃာတွေပြောသလိုအမျိုးသားအမျိုးသမီးတွေဥပုသ်တယ်လုပ်ပြီးတော့ယောဂီဝတ်ဝတ်တယ်ဆိုတော့ယောဂီဝတ်ဝတ်လို့ရှိရင်သူတော်စင်သူတော်မြတ်ရဲ့စိတ်နေသဘောထားတွေကိုချင်းသီလတွေရှိရမယ်မရှိရင်ယောဂီဝတ်ကိုမထိုက်ဘူးလို့သူပြောယောဂီဝတ်ကိုမထိုက်ဘူးသီလမရှိဘဲနဲ့မထိုက်ဘူးလို့သူဆိုတယ်ဘာပဲဖြစ်ဖြစ်အခုကိစ္စဂျူတီကောက်ဆိုတာရှိတယ်မဟုတ်လားနော်သူတောင်းအောင်လည်းရိုက်ဝတ်တာရဲဘော်တွေဆိုရဲဘော်တွေဟိုရဲတွေဆိုရဲတွေဟိုမော်တော်ဘီကဲဟိုသူကလည်းသူရှိတယ်မဟုတ်လားအေးစစ်သားတွေဟာလည်းဂျူတီဝတ်သို့သောစစ်သားတွေလိုက်နိုင်ရမယ်စီကံဥပဒေကိုမလိုက်နိုင်ဘူးဆိုဒီစစ်ဝတ်ဆိုမောထိုက်ဆိုလိုတာနော်ရဲကလည်းရဲဝတ်စုံဝတ်ပြီးတော့ရဲလုံးမလုပ်ဘူးရဲစီကံဖောက်ပြတယ်ဆိုရဲဝတ်မောထိုက်ဘူးဒါချဲ့ကြည့်ရမှာကိုပြောပြတာနော်အလုံးဟာသူ့ဝတ်စုံနဲ့သူဟာနဲ့သူလိုက်လျောညီအလကားဝတ်တာမဟုတ်ဘူးတာဝန်နဲ့ဝတ္တရားဆိုတာရှိတယ်ပေါ့ဂျူတီခုတ်ဆိုတာတာဝန်နဲ့ဝတ္တရားပေးထားစီမင်းစီကံနဲ့ဥပဒေနဲ့အဲ့လိုနေရတာဘုရားဘာသာဝင်တွေဟာဘုရားဘာသာဝင်တွေအနေနဲ့ဝတ်ဆင်ကြတယ်ဆိုရင်ဘုရားဘာသာလို့နာမည်ခံထားလို့ရှင်ဘုရားဘာသာနဲ့ကိုက်ညီတဲ့ကိုချင်းတရားရှိရမယ်မရှိဘူးဆိုရင်နာမည်မခံနိုင်ဘူးလို့ပြောအောင်ပါပဲရသော်ဗျာဟောတဲ့အတိုင်းဆိုရင်နော်ကိုချင်းတရားမကောင်းဘူးဆိုရင်နာမည်မခံနဲ့သူဆိုလို့တယ်လိုက်လျောညီတွေဖြစ်လောကကြီးကလိုက်လျောညီတွေရှိလားဆိုမရှိဘူးလိုက်လျောညီတွေမရှိဘူးဘာတွေကလွှမ်းမိုးနေတတ်တုံးယဟန်တန်ဃာတွေပါဝင်အလုံးဟာကိုချင်းတရားနဲ့ကိုဆိုင်ရာကျင့်ဝတ်တွေနဲ့အညီဒီဝတ်စုံနဲ့လိုက်ထိုက်တဲ့အဝတ်မျိုးအချက်မျိုးရှိကိုရှိရမယ်လို့ဆိုလို့မရှိဘူးဆိုလို့ရှိရင်ဘာဖြစ်လဲတထတာထေးရဆိုရင်ကောက်ကျစ်ဆင်လဲခြင်းလို့ပဲခေါ်မှာဖြစ်တယ်ပေါ့နော်ကောက်ကျစ်ဆင်လဲတယ်လို့ပြောတနည်းအားဖြင့်ပြောရင်မာယာနဲ့တာထေးရမာယာဆိုတာကိုလှုပ်ထားတဲ့အဖြစ်ကိုဖုံးကွယ်ဖို့ကြိုးစားတာမာယာနော်မာယာဆိုတာဟိုမကောင်းတာလုပ်ပြီးတော့မကောင်းတာကိုဖုံးကွယ်ဖို့ကြိုးစားလို့ရှိရင်မာယာလို့ခေါ်တယ်တာထေးရဆိုတာကြတော့မရှိဘဲနဲ့ရှိအောင်ဆံတာမရှိဘဲနဲ့ရှိဟန်ဆောင်အဲ့ဒါတာထေးရလို့ခေါ်တယ်နှစ်ခုစလုံးဟာအဆိုးတရားတွေမာယာတာထေးရနှစ်ခုစလုံးဟာလိမ်ညာမှုတသက်ပဲဖြစ်တယ်ဟောအဲ့ဒီမာယာတာထေးရဆိုတဲ့အဆိုးတရားတွေကင်းပြီးတော့ရိုးသားဖြောင့်မတ်မှုနဲ့ရှိရမယ်ဒီမွေတကောင်လို့ပဲသူကခေါင်းကြတော့မွေနဲ့တူတယ်အမြည်ကတော့ငါးမြည်မွေကောင်းနဲ့ငါးမြည်တို့မွေမျိုးတွေ့ဘူးကြတာဒီအဲ့ဒီငါးမျိုးတွေ့ဘူးလားခေါင်းကမွေတဲ့အမြည်ကြတော့ငါနော်သူကဘာလို့တုံးဆိုရင်မွေတွေနဲ့တွေ့တဲ့အခါကျတော့ခေါင်းပြတယ်အမြည်ဖွက်ထားပြီးတော့ခေါင်းပြတယ်ငါလည်းမင်းတို့လိုမွေပါဆိုနော်ငါးတွေနဲ့တွေ့တဲ့အခါကျတော့ငါးကိုဖမ်းစားလို့ရအောင်သူဘာလို့တုံးခေါင်းဖွက်ပြီးတော့အမြည်ရမ်းပြငါလည်းမင်းတို့ငါးပါဆိုအဲ့ဒါမျိုးကျမ်းအဲ့ဒါလိုမျိုးဒီ
ဘလူးတကောင်ဟာလည်းပဲသူကအတန်အနေနဲ့ကကြည့်လိုက်တော့စိတ်ညီလိုက်တာကအတန်တစ်မျိုးဝက်လိုဘာလိုနဲ့သားကောင်တွေကိုဖန်ဆာတတ်တဲ့အယောင်မျိုးစုံဖန်တဲ့ခေါင်းမျိုးလိမ့်နဲ့လှည့်စားပြီးလုပ်တယ်လို့ပြောတာပေါ့ခုနကမွေနဲ့တွေ့ရင်မွေကောင်းနောက်တစ်ခါပမာတွေပြောထားရှိတယ်လေလင်းတို့ဆိုတဲ့အကောင်လင်းတို့ဆိုတဲ့အကောင်အခွန်ရှောင်တဲ့တူခွန်ရှောင်နေဆိုတာလင်းတို့ကလည်းအခွန်ရှောင်သလားမသိဘူးလူတွေကအခွန်ရှောင်တယ်နော်ကြက်ခွန်တောင်းတဲ့အခါကျတော့သူလင်းတို့ဆိုတာပြောလင်းတို့ခွန်တောင်းတဲ့အခါကျတော့မျက်နှာပြပြီးတော့သူကကြွက်လို့ပြောအခွန်ရှောင်တာအခွန်ရှောင်တာအဲ့ဒါလို့မမှန်တရားတွေလောက်တာမျိုးကိုဆိုလိုတယ်ပေါ့ကိုလုံးရက်နဲ့ကိုယ့်ရဲ့အနေထားနဲ့အတွင်းစိတ်ဓာတ်မကိုက်ညီတဲ့အလုပ်တွေဟာဒါကောက်ချက်ဆင်းတဲ့အလုပ်လို့သူဆိုလိုတယ်ပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားကဒီအတိတ်ဘဝတစ်ခုကိုဖော်ထုတ်ပြီးတော့ဟန်ဆောင်ပန်းဆောင်တဲ့ဒီဆင်တွေကိုတတ်ခဲ့တဲ့ဆင်တတ်တဲ့မုတ်ဆိုးအကြောင်းကိုမြတ်စွာဘုရားဟောတာဒီဝရဟာအတိတ်ဘဝတုန်းကလည်းအခုလိုဟန်ဆောင်ခဲ့တယ်ဆိုတာမျိုးနဲ့အသက်ပြီးအခုခေတ်တော့ဆင်တွေတတ်လို့ဆိုပြီးတော့နော်ထိမ့်ကွက်နေကြဆင်တွေပြောက်ွယ်တော့မှလည်းဆိုပြီးခဏခေတ်မှာဆင်တတ်တာမဟုတ်ဘူးရှေးတော့ကလည်းဆင်တတ်တဲ့မုတ်ဆိုးတွေရှိတယ်ဓာနောဟိညေကုံစရိကုံဓာန်တေသူကုံစရောဟိညတေကုံစရောဓာန်တေသူဟိညတေဆင်တတ်တာအစွဲလိုခြင်းတို့တတ်တယ်ဒါရှေးခေတ်မှာလည်းပဲအစွဲလိုခြင်းနဲ့ခွာလိုခြင်းနဲ့နော်အရေးခွန်လိုခြင်းနဲ့အသားလိုခြင်းနဲ့အကုန်လုံးပါပဲအခုခေတ်လည်းဆင်တတ်တယ်ဘာကြောင့်တတ်သိလားအခုခေတ်ကတော့ဆင်အရေးကိုလှိယူတာဆင်ကောင်လုံးကြီးတော့မယူဘူးအရှိတော့ကတော့အယိုးရောပါရောအကုန်လုံးယူအဓိကကတော့နေ့စဉ်နဲ့အမျှနော်အစွဲရှိတဲ့ဆင်တွေတတ်ခံနေရအစွဲကတမိုးကြီးတော့အစွဲကိုရောင်းတာခဏခေတ်တော့ရှားစောမှုအနေနဲ့တတ်မှတ်ပြီးတော့နိုင်ငံတကာဈေးကွက်မှာပြောင်းအောင်လုပ်နေတနည်းအားသိရင်ဘိတဲ့တယ်လို့ပဲဖမ်းတယ်ဆင်းရဲတယ်လို့မရအဲ့တော့မြတ်စွာဘုရားဟောတဲ့ဇာလနဲ့မှလည်းပဲမုတ်ဆိုးတယောက်ကဆင်းနေတတ်ပြီးတော့ဆင်းရဲအယောင်းဝယ်လုပ်တယ်ဆင်းခွာဆင်းချေတဲ့လက်တဲ့အယောင်းဝယ်လုပ်တယ်ဆင်းသေးအယောင်းဝယ်လုပ်တယ်ဆင်းသားကိုအယောင်းဝယ်လုပ်တယ်သူကအကုန်လုံးဆင်းကောင်လုံးတတ်ပြီးရင်တော့သူကတော်တော်ဟုတ်သွားတယ်တကောင်လုံးတတ်ရရင်သူ့အိမ်တော်တော်ဖူလုံသွားမှနဲ့သူကတတ်ဆိုရိုးရိုးတတ်တာမဟုတ်ဘာလုပ်တုံးဆိုအဲ့ဒီတုန်းကသူတွေ့တဲ့ဆင်အုပ်တော်ကိုတွေ့တယ်အဲ့ဆင်အုပ်တွေကပိစိကဗုဒ္ဓဟိဝန္တမှာနေတော့ပိစိကဗုဒ္ဓတွေမြင်တဲ့အခါဆင်တွေကကြီးညိုတယ်တိရစ္ဆာန်ဆိုတာလည်းပဲသူတို့စိတ်ထဲမှာသူတို့ဆင်လို့သတ်မှတ်လိုက်ရင်ကြီးညိုတာပဲတချို့ကျွဲတွေပါလေဆိုသင်္ကန်းရောင်မြင်လိုက်ခတ်တာရှိတယ်နော်ခွေးကလည်းပဲဟောင်းတာရှိတယ်မျိုးစုံပဲအဲ့တော့ပိစိကဗုဒ္ဓတွေကိုတွေ့လို့ရှိရင်ဆင်းနေဟာပိစိကဗုဒ္ဓတွေနဲ့ယဉ်နှီးပြီးတော့ပိစိကဗုဒ္ဓတွေကိုကြည်ညိုတယ်မပြေဘူးလန့်ပြီးတော့မကြောက်ဘူးအဲ့ဒါကို तू ကသိတဲ့အခါကျတော့ပိစိကဗုဒ္ဓတစ်ပါးရေချိုးနေတဲ့အချိန်မှာပိစိကဗုဒ္ဓသင်္ကန်းကိုခိုးတာ သူပြစ်မှုနှစ်ခုကျူးလွန်တယ်ပိစိကသင်္ကန်းပိစိကဗုဒ္ဓဝတ်တဲ့သင်္ကန်းရေချိုးနေတော့ခိုးသွားပြီးတော့ဆင်တတ်တာသူကလှမ်းနေထိုးတတ်တာအဲ့ဒီမှာပိစိကဗုဒ္ဓဝတ်တဲ့သင်္ကန်းကြီးကိုခြုံပြီးတော့တစ်ပင်အောင်မှာထိုင်တယ်လမ်းကိုဖွက်ထားတယ်ဆင်အုပ်ကြီးလာပြီဆိုရင်ဆင်နေရတော့ပိစိကဗုဒ္ဓမှတ်တယ်သူနောက်ဆုံးဆင်
နောက်ဆုံးကြာနေတဲ့ဆင်ကြတော့မှအနန္တကပ်ပြီးတော့လှမ်းနဲ့ထိုးအဲ့ဒါလို့နဲ့ဆင်တွေကတနေ့တစ်ကောင်လို့ဆင်တွေကရော့သွားတဲ့အခါကျတော့ဆင်ကောင်းဆောင်ဆင်တွေမှာလည်းပဲခေါင်းဆောင်ဆင်အုပ်ခေါင်းဆောင်ကြီးသူဆင်တွေရော့နေတယ်ဘာဖြစ်တာလဲဆိုတော့သိတဲ့အခါမှာသူစုံစမ်းမလို့တရက်တော့သူနောက်ဆုံးမှလာတော့သူမသင်္ကာတာအဲ့ဒီသင်္ကန်းခြုံထားတဲ့သူမသင်္ကာဘူးပေါ့အဲ့တော့သူကတတိနဲ့လာတဲ့အခါကျတော့ခေါင်းဆောင်ဆင်ကြီးကနောက်ဆုံးမှလာတော့သူ့ကိုလှမ်းနဲ့ထိုးဖို့ကြိုးစားတဲ့အခါဆင်ကြီးရဲ့လေမပန်းတ်ဆိုတာသူရှောင်လိုက်တယ်လှမ်းပစ်လိုက်တဲ့လမ်းကိုသူကရှောင်လိုက်နိုင်တယ်အဲ့ဒီကြတော့မှဒီမုတ်ဆိုးရဲ့လောက်ရပေါ်လာနော်ပိစိကဗုဒ္ဓသင်္ကန်းဝတ်ပြီးတော့သူကဆင်တွေကိုတတ်တာအဲ့ဒါလို့လုပ်တဲ့အလုပ်ကမကောင်းတဲ့အလုပ်ဝတ်ထတာကသူတော်စင်အဝတ်ဆိုအဝတ်နဲ့လုပ်ရကအမြဲတမ်းကွဲပြားခြားနားနေတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကအတိတ်ဇလံကိုပြောပြီးတော့ဒီဝတ္တဟာအခုလည်းသူမတော်တဲ့မဝတ်တဲ့အဝတ်ကိုဝတ်တယ်ရှေးရခေတုန်းကလည်းပဲပိစိကဗုဒ္ဓတွေဝတ်ပြီးတော့သူစင်တတ်တဲ့အလုပ်ကိုလုပ်ခဲ့ဘူးလေဆိုတာကိုဒီဒေသနာတော်မှာထည့်သွင်းပြီးတော့မြတ်စွာဘုရားဟောခဲ့သေးတယ်နော်ဒီဒေသနာတော်ကဂျူတီကုတ်ဘုန်းကြီးတွေမဟုတ်ဘူးဂျူတီကုတ်ဝတ်တဲ့ပုဂ္ဂိုလ်တွေအားလုံးဟာယောဂီတွေလည်းယောဂီအလိုက်စိတ်စေရနာဖြူစင်မှုကိုယ်ကျင့်တရားကောင်းမှုနော်ယောဂီအောင်ဆောင်ပြီးတော့မဟုတ်တာမလုပ်နဲ့တန်ဃာတွေလည်းတန်ဃာတွေလို့နော်သီလရှင်လည်းသီလရှင်အဝတ်နဲ့လက်တော်ကြီးတွေနေရမှာဖြစ်တယ်အမှုတန်းအရာတန်းနေလည်းပဲသူတို့ရဲ့အမှုတန်းအရာတန်းဂုဏ်သိက္ခာနဲ့အညီနေထိုင်ရမှာဖြစ်တယ်အဲ့ဒါမှသာလေဆင်ရင်ထားတဲ့အဝတ်နဲ့ကိုချင်းတရားနဲ့အတွင်းအပြင်လက်လျောညီတွေဖြစ်မှာဒါကိုမြတ်စွာဘုရားသင်္ကန်းစာပေးတဲ့အနေနဲ့ဒီဓမ္မပဒဒေသနာတော်ကိုဟောခဲ့တာဖြစ်တယ်အနိကတဝောကတဝံယောဝထံပရိတဟိတတိစိတ်ကိုရောင်ဆိုးရတဲ့ကိလေသာတွေကင်းသူမဟုတ်ဘဲသူတော်စင်နေဝတ်တဲ့အယောင်ဆိုးထားတဲ့အဝတ်မျိုးကိုဝတ်မယ်ဆိုရင်မောထိုက်ဘူးတဲ့အပိတောဓမ္မသစ္စေနဣတိယဆုံးမခြင်းမှန်သောစကားကိုဆိုခြင်းမှကင်းတဲ့မြည်သူမဆိုနတ်သောကတ္တဝမရတိအဝတ်ကိုမောထိုက်ပါဘူးဒီဖိုင်စွန်းတဲ့သူတော်တဲ့ဝတ်ကိုမောထိုက်ဘူးယောသဝတ္တကတဝတ္တတိလေတုသူတမဟိတောဥပိတောဓမ္မသစ္စေနသဝေကတဝမရတိစိတ်ကိုအယောင်ဆိုရတဲ့ကိလေသာအညစ်အကြေးတွေကိုထွေးထုတ်ပြီးဖြစ်သူကိုချင်းသီလပေါ်မှာကောင်းစွာတည်ရှိသူနဲ့မိမိအိန္ဒြေထိမ့်သိမ်းဆုံးမပြီးမှန်သောစကားကိုဆိုတတ်ဆိုတဲ့သူတော်ကောင်းအရေးချင်းတွေနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဒီသာလင်တကယ်ကိုသူတော်စင်အဝတ်နဲ့ထိုက်တန်ပါတယ်လို့မြတ်စွာဘုရားကဓမ္မပဒဒေသနာတော်မှာဟောပြောခဲ့တာဖြစ်ပါတယ်တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့ဓမ္မပဒဒေသနာမှာဓမ္မရတ္တများကိုသိရှိမှတ်သားပြီးတော့ကြည်ကြည်ပြန့်ပြန့်နားလည်ပြီးတို့တွေဟာမှန်ကန်တဲ့အနေအထားမျိုးနဲ့စိတ်ဓာတ်ဖြူစင်တဲ့အဝတ်ဖြူစင်တဲ့အနေအထားတို့တွေဟာတကယ်သူတော်ကောင်းအစစ်ဖြစ်အောင်ကျင့်ကြံကြိုးကုပ်အထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီတတိထားပြီးသူတော်စင်ဘဝခိုင်မြဲအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းဘုသူကို